ချက်ချင်းနေချင်းညာချင်းပဲဒီကကိုမားသူတိလာပြီးဆိုစားမှန်ပြီးတော့နောင်နာတွေရပြီးချက်ချင်းကိုစီပြန်လာတယ်ကိုရဲ့ချက်ကူကြီးစားအိမ်နောက်ဘက်ကကိုပေါ်မှာခါခါတီးတီးမုန်းတီးပြီးတော့ထောက်ပြန်ပြည့်နေဆိုချက်ချင်းပြန်တောင်းမှန်လာစေနိုင်တဲ့မန်နန်တစ်ပုဒ်ကိုသင်ပေးမယ်နော်မန်နန်ကအုံအေတန်တရိယံပီယံမဆိုအသက်အောင်ပြီးတော့သုံးကောက်ရွတ်ကြတယ်ရွတ်တဲ့အခါမှာသူ့ရဲ့ဓာတ်ပုံလေးတိုင်ပြီးရွတ်လိုက်ရုံချက်ချင်းနေချင်းညာချင်းပဲဒီကကိုမားသူတိလာပြီးဆိုစားမှန်ပြီးတော့နောင်နာတွေရပြီးချက်ချင်းကိုစီပြန်လာတယ်ထောက်ပြန်နေတဲ့ကိစ္စတွေဖောက်ပြားနေတဲ့ကိစ္စတွေခြေရှုပ်နေတဲ့ကိစ္စတွေအားလုံးရက်တန်းကရက်သွားပြီးတော့ပြဖို့ညင်ဝတ်ပြီးရပါကတန်းဆွဲကိုယူမှုချစ်ခင်စေပြီးကိုစီကိုရရှိလာမှာဖြစ်ပါတယ်ဒီမန်နန်ကရှေးဟောင်းပရပိုက်ကနေလာတဲ့ဂါလာမန်နန်တည်းရှိပြီးအလုံးအင်မတန်ကိုမှအဆန်းသက်တဲ့ပီရနဲ့ပတ်သက်တဲ့မန်နန်တွေထဲမှာအကျန်းဆုံးပဲအဲ့တော့ကိုစီကနေပြီးတော့ကိုယ့်ရဲ့ရီစာကိုယ့်ရဲ့ချစ်ကိုယ့်ရဲ့အင်နာဘောကထောက်ခါသွားတယ်ပြန်မလာဘူးထောက်ပြန်သွားတယ်ဘလို့နီးနဲ့ခေါ်ပြန်မလာဘူးကိုစကားလည်းနားမထောင်ကိုယ့်ရဲ့ဩဇာအာဏာမနာခံနေဘူးဆိုရင်အသက်အမီတုတ်တဲ့ပုံကိုင်းပြီးဒီမန်နန်ကို3 နာရီလောက်ချက်ချင်းနိုင်ငံကိုစီရရှိလာပါလိမ့်မယ်ခင်ဗျာ